အားလုံးပဲမင်္ဂလာပါအတစ်တဖန်ပြန်လည်ပြီးတော့တွေ့ရတဲ့အတွက်ကျေးဇူးတင်တယ်တည်တော့သူဟာဘယ်မှာရှိလဲဘယ်လိုချင်းနေရှိလဲဆိုတဲ့ဆွေးနွေးချက်များကိုဆက်လက်ပြီးတော့ဆွေးနွေးနေစေဖြစ်တယ်လွန်ခဲ့တဲ့ချိန်တွေမှာဆိုရင်အမြင်နှမျိုးကိုတင်ပြသွားပြီးဖြစ်ပါတယ်နံပါတ်1ကတည်တော့သူချက်ချင်းကောင်းကင်နိုင်ငံရောက်တယ်ငရေရဲရောက်တယ်ဆိုတဲ့ထင်မြင်ယူဆချက်တွင်တင်ချက်ကိုတင်ပြသွားပြီးဖြစ်တယ်ဒုတိယအနေနဲ့တည်တော့သူဟာဆိုရင်ချက်ချင်းကောင်းကင်နိုင်ငံမြောက်ချက်ချင်းငယ်မြောက်တဲ့သူတွေအတွက်ငယ်လေးမှာသူတို့တန်ရှင်းချင်းမိုးရင်အပြစ်ဒဏ်ခံပြီးတော့သူတပါအသက်ရှင်လက်ရှိတော်သူတွေရဲ့ဆူတောင်းသက်ရှင်လက်ရှိတော်သူတွေအတွက်မေတ္တာပို့ကူတူအဖြစ်တန်ရှင်းချင်းအဖြစ်ပေါ့နော်ကောင်းကင်နိုင်ငံရောက်တဲ့ဆိုတဲ့အရာကိုဆက်လက်တင်ပြသွားဖြစ်ပါတယ်ဆိုတော့ဒီနေ့မှာဆိုရင်ယုံကြည်ချက်တစ်ခုအနေနဲ့တည်တော်သူဟာဘာမှမသိဘူးပျော်ရွှင်ခြင်းလည်းမရှိဘူးကောင်းကင်နိုင်ငံလည်းချက်ချင်းမြောက်တယ်လို့ငရေမှလည်းချက်ချင်းမတော်ငရေလေးမှလည်းမရှိဘူးဆိုတဲ့ယုံကြည်ချက်ဖြစ်ပါတယ်ဒေသနာကျမ်းခန်းကြီးကိုခန့်ငယ်9ကိုဖတ်ရအောင်အသက်ရှင်သောသူဒီမိမိသိရမည်ကိုသိတည်သောသူမူဒီကအဘဲအရာကိုမျှမသိအကျိုးအပြစ်လည်းမခံရသူတို့လည်းမိလော့တတ်ကြ၏ဒီညမှာတည်သောသူဟာဘာမှခံစားချက်မရှိဘူးဘာခံစားချက်မရှိဘူးပျော်ရွှင်ခြင်းလည်းမရှိသလိုညဉ့်ညူးခြင်းလည်းမရှိဘူးဆိုတဲ့အရာကိုကျွန်တော်တင်မှာတည်တည်ရှင်းရှင်းလင်းလင်းဖတ်ရှုလို့ရပါတယ်ဒါပေမဲ့မကစာလံချက်135အခန်းငယ်7မှာပြောထားလဲဆိုရင်စာလံချက်ခန်းကြီး135အခန်းငယ်7မှာရေးထားလဲဆိုတော့တည်သောသူဒီငင်းရသို့ဆင်းသောသူရှိသမျှတို့ဒီထာဝရဘုရားကိုမချီးမွမ်းရကြဒီနေရာမှာလဲတည်သောသူဟာချက်ချင်းကောင်းကင်နိုင်ငံမရောက်ဘူးချီးမွမ်းခြင်းလည်းမရှိနိုင်ဘူးဆိုတဲ့အရာကိုဒီမှာအတိအလင်းရေးထားပါဒီမှာလဲကျွန်တော်တို့ပြန်လဲတွေးလို့ရပါတယ်ဒါမှမကကျွန်တော်ခန်းကြီး7ခန်းငယ်7မှာကျွန်တော်တို့တခင်ခုတော်နဲ့သူရှင်ပြန်ထားမြောက်စေတဲ့လာဇရုအကြောင်းကိုကျွန်တော်တို့ဒီမှာတွေ့လို့ရပါတယ်ဘယ်လိုရေးထားလဲဆိုတော့အခန်းငယ်7မှာငါတို့အဆွေလာဇရုဒီအိပ်ပျော်ဤသူကိုနိုးခြင်းလို့ငါတွားမိဟုမိန်တော်မူ၏ဒီညမှာလဲတေးချင်းဟာတခင်ခုတော်ကအိတ်ချင်းနဲ့ခိုင်နေထားမှာအိတ်တဲ့ချိန်မှာကျွန်တော်ဘာမှမသိပါဘူးအဲ့ဒါကြောင့်မို့ကျွန်တော်ဒီဟာကလာဇရုတွားနိုးပြီးတဲ့နောက်ပိုင်းမှာလဲဘာရှိသေးလဲဆိုတော့ငါတေးတဲ့ချိန်မှာကောင်းကင်ရောက်တယ်ငရေရောက်တယ်ဆိုပြီးတော့တက်တည်ခံချက်မရှိပါဘူးအဲ့ဒါကြောင့်တေးပေါ်သူဟာဘာမှမသိဘူးသူမှာသူ့ရဲ့တင်းကြိုင်သူ့ရဲ့ကြိုထားတဲ့နေရာမှာအိတ်ဆက်စွာဒုတိယကျော်လာခြင်းကိုမျောလင့်နေတယ်ဆိုတဲ့အရာယုံကြည်ချက်ပဲဖြစ်ပါတယ်ဒါမှမဟုတ်ကကျွန်တော်တို့တမန်တော်အခန်းကြီး29နောက်ဆုံးနေဖတ်ရအောင်နော်တမန်တော်အခန်းကြီးနဲ့ညီကိုတို့အမျိုးဤအဘဖြစ်သောဒါဝိဒ်ဤအကြောင်းကိုငါသည်တင်းတို့အားအတိအလင်းပြောပြရစီထိုဒါဝိဒ်သည်တည်၍သူသည်တည်၍တကြိုသောတွင်တိယခုတိုင်အောင်ငါတို့၌ရှိကြ၏ကျွန်တော်ဒီနေ့မှာလဲကျွန်တော်ရဲ့ဘူပေမှာကျွန်တော်ဘူပေမှာဆုံးသွားတယ်ရှင်ဘယင်ကြီးဒါဝိဒ်ကိုယ်တိုင်ကတင်ကြိုင်တို့မှာရှိတယ်ဆိုတဲ့အရာသူရဖြစ်တည်တော်သူဟာချက်ချင်းကောင်းကင်နိုင်ငံမြောက်မရောက်ဘူးကျွန်တော်တို့ဘာမှမသိပျော်ရွှင်ခြင်းလည်းမသိဘူးဝမ်းနဲ့ခြင်းလည်းမသိဘူးဆိုတဲ့ယုံကြည်ချက်ပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်တွေမှာလက်ဆက်လက်ပြီးတော့ဆွေးနွေးသွားမှာဖြစ်ပါတယ်အားလုံးပေါ်ဖျားရှင်ကောင်းချီးပေးပါစေ